ရင်တတန်း20ကျော်လွန်ပြီးတဲ့ကားတွေကိုစစ်ဆေးရမှာလမ်းပေါ်မှာမောင်းနှင်ရန်မတင်ဘူးလို့တတ်မှတ်ခံရရင်ဖျက်သိမ်းဖို့စလစ်ထုတ်ပေးမှာဖြစ်ပြီး EV ကားတွင်းရတော့မယ်လို့သိရပါတယ်။စစ်အုပ်စုကရင်အိုရင်ဟောင်းတွေကိုလက်စစ်ကားတွေနဲ့အစားထိုးဖို့ပြောဆိုလာပြီးတဲ့နောက်မှာကားမှုဝါဒတွေအပြောင်းအလဲဖြစ်လာနေပြီး20တတန်းရှိကားတွေပြန်အပ်ဖို့နှီးစက်လာနေတာပါ2026ခုနှစ်မေလ6ရက်နေ့ကနေ10ရက်နေ့အထိမော်တော်ယာဉ်ဖျက်သိမ်းမှုဆိုင်ရာမူဝါဒတွေကိုဆွေးနွေးနေကြပြီးပြီမို့မကြာမီအတီးဖြစ်လာတော့မယ်လို့ကားလုပ်ငန်းလုပ်ကင်သူတဦးကမျှဝေထားပါတယ်။သတင်းတွေအရ20တတန်းရှိနေတဲ့ကားတွေကိုကာညာနာမှာစစ်ဆေးတဲ့အခါလမ်းပေါ်မောင်းနှင်ရန်မတင်ဘူးလို့ဆုံးဖြတ်ခံရရင်ဖျက်သိမ်းပြီး EV စလစ်ထုတ်ပေးမှလို့သိရပါတယ်။ဒါအပြင်20တတန်းရှိကားတွေကိုပြန်အပ်ရင် EV စလစ်ထုတ်ပေးမှလားဆိုတာလည်းရှိသေးပြီးပြည်ပကနေကြိုက်တဲ့ EV အမျိုးအစားကိုတွင်းခွင့်ပြုမယ်ဆိုရင်တော့အပ်သူတွေများပြားလာနိုင်ပါတယ်။စစ်အုပ်စုဟာလောင်စာဆီဈေးမြင့်တက်လာတာကိုအကြောင်းပြုပြီးမိသားစုပိုင်လက်စစ်ကားကုမ္ပဏီတွေအကျိုးအမြတ်ရရှိစေရေးအတွက်ကွင်းဖန်တီးနေတာဖြစ်ပြီးမိမမှန်တဲ့တိုင်းပြည်မှာအခက်အခဲရှိနေအောင်မှာပါ။ရင်ဟောင်းတွေဈေးဟာကျပ်သိန်း400ကျော်ဈေးပေါက်လာနေပြီးကျပ်သိန်း9000ကျော်တန်လက်စစ်ကားတွေကိုတင်သွင်းခွင့်ရမယ်ဆိုရင်အကျိုးအမြတ်တေချာပေါက်ရှိမှာမို့ဈေးတက်လာနိုင်ပါတယ်။20တတန်းရှိကားတွေကိုအရေးကြိုအခွင့်ပြုမဲ့ကိစ္စကြောင့်ကားလောကမှာအလှုပ်အခတ်ဖြစ်နေသလိုကိုပိုင်ကားစီးရေ9သိန်းကျော်သာရှိတဲ့မြန်မာနိုင်ငံမှာယင်လိုအပ်ချက်မြင့်မားနေစေဖြစ်ပါတယ်။